ဟာလန်နဲ့ထပ်မံဆုံတွေ့ခြင်းနေတဲ့နီးပြတူအားလုံးပဲမင်္ဂလာပါခင်ဗျာမန်ယူအသင်းရဲ့ကစားသမားဟောင်းနဲ့နီးပြဟောင်းဖြစ်တဲ့ဆိုရှာကမန်စီးတီးတိုက်စစ်မှုဟာလန်နဲ့ထပ်ပြီးလက်တွဲခွင့်ရချင်တယ်လို့ပြောကြားခဲ့ပါတယ်ဆိုရှာဟာမော်ရီအသင်းကိုကင်တွယ်စဉ်ကဟာလန်နဲ့လက်တွဲခဲ့ဖူးတာကြောင့်အခုလိုပြောခဲ့တာဖြစ်ပြီးနော်ဝေးလက်ရေးစဉ်အသင်းရဲ့နီးပြရာထူးကိုချိန်ရွယ်နေကြောင်းဝန်ခံလိုက်ခြင်းလည်းဖြစ်ပါတယ်အသက်52နှစ်ရှိပြီဖြစ်တဲ့ဆိုရှာဟာမော်ဒီကာဒစ်မန်ယူနဲ့ဘတ်စတက်အသင်းတွေကိုကင်တွယ်ခဲ့ပြီးပြီးခဲ့တဲ့ဩဂုတ်လဘတ်စတက်နီးပြရာထူးကဖောက်ပယ်ခြင်းခံခဲ့ရတာကြောင့်လက်ရှိအချိန်မှာအသင်းလက်မှတ်ဖြစ်နေခဲ့ပါတယ်။နော်ဝေးလက်ရေးစီအသင်းဟာဆိုပကန်ကိုနီးပြအဖြစ်ခန့်အပ်ထားပေမဲ့ကမ္ဘာဖလားခြေစစ်ပွဲမအောင်ရင်အပြောင်းလဲလုံးဖွဲ့ရှိကြောင်းလည်းသတင်းထွက်နေပါတယ်။ကျွန်တော်တို့ကနီးပြကောင်တယောက်ရှိနေပြီးကမ္ဘာဖလားလမ်းကြောင်းပေါ်မှာလည်းရှိနေပါတယ်။ဒါပေမဲ့တနေ့မှာဆိုပကန်ကစာချုပ်တင်မချုပ်တော့ဘူးဆိုရင်ဟာလန်နဲ့ထပ်ပြီးအလုပ်လုပ်ဖို့ဘယ်သူမလို့ခြင်းပဲရှိမှလဲဆိုပြီးတော့လဲဆိုရှာကထပ်ပြောခဲ့ပါတယ်။မန်စီးတီးအသင်းရဲ့နော်ဝေးတိုက်စစ်မှုဟာလန်ကလက်ရှိအချိန်မှာကစားသမားဘဝတစ်လျှောက်အကောင်းဆုံးပုံစံရရှိနေတယ်လို့ကြုံဝါပြောကြားခဲ့ပါတယ်။ဟာလန်ဟာဒီယာဒီမှာမန်စီးတီးအသင်းအတွက်9ပွဲမှာ12ဂိုးသွင်းယူထားသလိုနော်ဝေးအသင်းအတွက်2ပွဲမှာ6ဂိုးသွင်းယူထားနိုင်ကြောင်းပြိုင်ပွဲစုံ17ပွဲမှာ18ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ဟာလန်အနေနဲ့စပါးအသင်းကိုရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိပွဲမှာသာဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီးကျန်တဲ့ပွဲတွေအားလုံးမှာဂိုးသွင်းနိုင်ခဲ့ပါတယ်။ကလပ်အသင်းနဲ့လက်ရေးစင်အသင်း2မျိုးပေါင်းအတွက်9ပွဲဇက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကဟာလန်ရဲ့ကစားသမားဘဝမှာပွဲဆက်အများဆုံးဂိုးသွင်းနိုင်တဲ့မှတ်တမ်းဖြစ်ကြောင်းလည်းသိရပါတယ်။ကလပ်အသင်းနဲ့လက်ရေးစင်အသင်း2မျိုးပေါင်းအတွက်9ပွဲဇက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကဟာလန်ရဲ့ကစားသမားဘဝမှာပွဲဆက်အများဆုံးဂိုးသွင်းမှတ်တမ်းဖြစ်ကြောင်းလည်းသိရပါတယ်။အခုလုံးနိုင်တာထက်ပိုကောင်းအောင်လုံးနိုင်ခဲ့တယ်လို့ကျွန်တော်ဘယ်တော့မှမခံစားခဲ့ရပါဘူး။ပထမဆုံးအချက်အနေနဲ့ပွဲကစားဖို့အသင့်ဖြစ်နေအောင်ပြင်ဆင်နိုင်မှုကြောင့်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ခင်ဗျားအနေနဲ့ရုပ်ပိုင်းဆိုင်ရာအသင့်ဖြစ်နိုင်နေပေမဲ့စိတ်ပိုင်းဆိုင်ရာအရာကောင်းမွန်နေဖို့လည်းလိုပါတယ်အယိုးသားဆုံးပြောရရင်ကလေးတယောက်ရှိလာတာကလည်းကျွန်တော်ကိုပိုကောင်းစေပါတယ်ကျွန်တော်ဘောလုံးကြောင့်အချိန်တိုင်းမတွေးဖြစ်တော့ပါဘူးလို့ဟာလန်ကတုံ့တက်ပြောကြားခဲ့ပါတယ်နော်ဝေးအသင်းဟာအက်စတိုးနီးယားအသင်းကို၄ဂိုးတဂိုးနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးတဲ့နောက်1998ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြင့်2026ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ဖို့ပို့ပြီးတော့နီးစပ်သွားခဲ့ပါပြီနော်ဝေးအသင်းဟာဒီနိုင်ပွဲကြောင့်အုပ်စုတွင်ဒုတိယနေရာမှာရပ်တည်နေတဲ့အီတလီအသင်းကို3မှတ်ဖြတ်ထားသလိုဂိုးကွာခြားချက်မှာလည်းအများအပြားအသာရရှိထားပါတယ်။နော်ဝေးနဲ့အီတလီအသင်းတို့ဟာလာမယ့်နိုဝင်ဘာလ16ရက်နေ့မှာထိပ်တိုက်တွေ့ဆုံကြအောင်ပါ။အက်စတိုးနီးယားအသင်းနဲ့ပွဲစဉ်မှာနော်ဝေးအသင်းတို့2ဂိုးသွင်းယူခဲ့တဲ့ဟာလန်ဟာ2026ကမ္ဘာဖလားခြေစစ်ပွဲတွေမှာ14ဂိုးထိသွင်းယူထားပြီးသွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲကိုဥရောပဇုံကနေဓာတ်ရိုက်ဝင်ခွင့်ရရှိထားတဲ့အသင်း2သင်းထွက်ပေါ်ထားပြီးအဲ့ဒီအသင်းတွေကတော့အင်္ဂလန်နဲ့ပြင်သစ်အသင်းတို့ပဲဖြစ်ပါတယ်